အချိန်ဤတန်ဖိုးစာစီစာကုံလူလောကတွင်အချိန်ဟုသောအရာထက်ကြီးမြတ်၍တန်ဖိုးရှိသောအရာသည်မရှိပါအချိန်သည်သာလျှင်အကြီးမြတ်ဆုံးတန်ဖိုးအရှိဆုံးဖြစ်ပါသည်အလွန်တရာတန်ဖိုးရှိလှသောစိန်ရွှေရတနာများသည်အချိန်နှင့်နှိုင်းစာလျှင်မလောက်မလေးအသေးမွှားလေးသာဖြစ်သွားရပါမည်ထို့ပြင်အချိန်သည်လိုလားအပ်သောအရာမှန်သမျှကိုရယူပေးနိုင်သောတန်ခိုးရှင်ကြီးလည်းဖြစ်ပါသည်လူတို့သည်အချိန်နှင့်အမျှအသက်ရှူရှိုက်ကာအသက်ရှင်နေကြရသူများဖြစ်ကြသည်အချိန်ကိုအသုံးပြု၍သာဘဝခရီးကိုဖြောက်တန်းတဲမက်စွာရှောက်လန်းနိုင်ကြသည်အချိန်သာမရှိလျှင်ဤလောကကြီးသည်မြည်သို့ဖြစ်သွားမည်ထင်ပါသည်လေမရှိလျှင်အသက်ရှူမရဘဲဘဝတစ်ခုလုံးပြုတ်ပြုံသွားနိုင်တဲ့ကဲ့သို့လူလောကကြီးတစ်ခုလုံးဤဖြစ်ထွန်းပေါ်ပေါက်မှုအဝဝသည်လုံးဝစိတ်သုံးပျောက်ကွယ်သွားမည်မှာတေချာနေပေသည်အဘဲကြောင့်ဆိုသောလူတို့နေထိုင်ရာလူလောကကြီးတစ်ခုလုံးဤဖြစ်ပေါ်တိုးတက်မှုဟုသမျှသည်အချိန်နှင့်ကင်းပြီးမတည်ရှိနိုင်သောကြောင့်ဖြစ်ပါသည်အချိန်သည်တိုးတက်ဖြစ်ထွန်းမှုဟုသမျှ၏ရေတောက်မြစ်ကြီးဖြစ်၍ကြီးပွားချမ်းသာမှုဟုသမျှကိုအချိန်နှင့်ယင်းပြီးရယူနိုင်ကြပါသည်တနည်းဆိုသောအချိန်တန်မိုးကိုသိ၍အချိန်ကိုမိမိဘဝအတွက်အကျိုးရှိသုံးသက်သူများသည်တိုးတက်ကြီးပွားမှုဟုသောပန်းတိုင်စီတို့လွယ်ကူချောမွေ့စွာရောက်နိုင်ကြပါသည်ဝရိယကြီးမားသောသူအတွက်ဤလောက၌မရနိုင်မဖြစ်နိုင်သောအရာသည်မရှိပါထို့အတူအချိန်ကိုစနစ်တကျအကျိုးရှိသုံးဆွဲတတ်သူများအဖို့လည်းမရနိုင်မဖြစ်နိုင်သောအရာသည်မရှိနိုင်ချေအချိန်သည်စကလုံးဝေါဟာရအားဖြင့်တစ်လုံးသေးသာဖြစ်တော်လဲအဓိပ္ပာယ်ကစာလုံးပေါင်းထောင်တောင်းများစွာဖြင့်ဖွင့်ဆိုတော်လဲမကုန်နိုင်မဆုံးနိုင်အောင်ကျယ်ဝန်းများပြားလှပါသည်အတွင်တရံအားဖြင့်စက္ကန့်တန်ကလေးတွေ့၍ရိုက်ခတ်လှုပ်ရှားသွားသောကာလတူကလေးမြတ်သာဖြစ်ပါသည်ထိုမျက်စိတမိတ်လျှက်တစ်ပြက်မြတိုတောင်းလာသောကာလကလေးများကိုပေါင်းစုလုပ်သောအခါတစ်မိနစ်တစ်နာရီတစ်ရက်တစ်လတစ်နှစ်ဆိုသောအချိန်များသည်ဖြစ်ပေါ်လာရလေသည်သို့သောထိုကာလတူကလေးသည်ဖြစ်ပေါ်လာသည်နှင့်မရှိမနှောက်မှာပင်ပျောက်ပြတ်ကုန်ဆုံးသွားသဖြင့်အချိန်ဟုသောကာလကိုဖမ်းဆုပ်ထား၍မရသိမ်းဆည်းထား၍မရချေထို့ကြောင့်အချိန်ကိုအကျိုးရှိစွာအသုံးပြုလိုသူများသည်ဖြစ်တုံးခဏရှိတုံးခဏအတွင်း၌သာလျှင်မိမိရအဆုပ်ကန်၍အသုံးချတတ်ရန်လိုပါသည်အချိန်ကိုမရောက်ခင်မဖြစ်ခင်မှာကြိုတင်အသုံးပြု၍မရနိုင်တဲ့ကဲ့သို့ဖြစ်ပြီးမှပြန်ယူကာအသုံးပြု၍မရနိုင်သဖြင့်ရှေးပညာရှိကြီးလူကြီးများသည်အချိန်ရှိခိုက်လုံလားဆရန်နှိုးဆော်တိုက်တွန်းခဲ့ကြသည်ကမ္ဘာကျော်စစ်ဗိုလ်ကြီးနပိုလီယံသည်ဝင်လူဆဲနေမင်းကြီးအားကြီး၍မိမိမှာပြုလုပ်ရန်ကိစ္စများရှိသည့်သဖြင့်နေမဝင်ဘဲခဏကလေးနေပေးပါကလိုအပ်သမျှစိန်ရွှေရတနာငွေကြီးများကိုပေးပါမည်ဟုတစားစာအော်၍တောင်းပန်နေတော်လေနေမင်းကြီးကလုံးဝဂရုမစိုက်ဘဲသူသွားလိုရာပင်လယ်ပြင်သို့အုပ်လျိုကွယ်ပြောက်သွားပါတော့သည်အချိန်ဟူသည်အဖိုးတန်စိန်ရွှေရတနာများနှင့်ဆက်၍ပင်ဝယ်ယူ၍မရနိုင်သောအရာဖြစ်ကြောင်းထင်ရှားနေပါသည်အချိန်ကိုတန်ဖိုးတိတိစနစ်တကျသုံးသက်ခြင်းသည်လူကောင်းလူချွတ်နှင့်လူညံ့လူပြင်းတို့ကိုပြထားတလန်းတန်တလန်းဖြစ်အောင်ခွဲခြားထားသောတတိုင်းကြီးတစ်ခုလည်းဖြစ်ပါသည်အချိန်ကိုတန်ဖိုးထားသူများအချိန်ကိုစနစ်တကျသုံးသက်သူများသည်အချိန်ဤတန်ဖိုးကြောင့်ကြီးပွားချမ်းသာကြရသည်အချိန်ဖြုံးသူအချိန်တန်ဖိုးမသိသူအချိန်ကိုထိတိမိမိဖမ်းယူစုပ်ကိုင်ထားခြင်းမရှိဘဲကြုံတလို့လှုပ်သက်သူများကစင်းရဲတွင်မှမတက်နိုင်ကြဘဲမြုပ်ပြေးရင်မြုပ်ကလူလုံးမလှဖြစ်ကြရသည်ပညာရှိကြီး Franklin သမ္မတကြီးလင်ကွန်နိုင်ရင်ဝန် Winston Churchill
အိန္ဒိယလွတ်လပ်ရေးဖခင်ကြီးမဟာတမဂန္ဒီအမတ်ကြီးဘိုးရာစာလေဒီဆရာတော်စသောပုဂ္ဂိုလ်ကျော်ကြီးများသည်သူတို့ရှိမှောက်သို့ရောက်ရှိလာသောအချိန်ကိုမိမိရရသုံး၍ဘဝထိပ်ပိုင်းသို့တက်ရောက်လာသူများဖြစ်ကြသည်လူပြင်းလူညံ့များကထိုသို့မဟုတ်ချေအချိန်သည်သူတို့ရှေ့တွင်အမြဲရှိနေသည်ဟုသဘောထား၍အချိန်ကိုနှမျောတွန့်တွန့်ခြင်းမရှိကြချေနောက်ထပ်လာအောင်မည်ကိုမျှော်လင့်၍လှုပ်ချင်လင်းထားလုပ်တတ်ကြသည်နောက်မှလှုပ်တာပေါ့ဟုအချိန်ကိုဆွဲကဖင်နွဲ့နေတတ်ကြသည်ယနေ့ကမ္ဘာသမိုင်းဝင်ထင်ရှားသောပုဂ္ဂိုလ်များတဲ့တွင်ထိုကဲ့သို့လူပြင်းလူညံ့များသည်တဦးတယောက်မျှမပါဝင်ကြချေအသိဉာဏ်မြင့်မားသောလူသည်လောကဤမထင်သောမြင်သောအရာလျှို့ဝှက်ချက်များကိုဖော်ထုတ်၍မိမိဘဝအတွက်ကြီးပွားတိုးတက်အောင်လုပ်နိုင်မှသာလျှင်လူတွင်ရှိသောအသိဉာဏ်သည်အဓိပ္ပာယ်ရှိပေမည်ထိုအသိဉာဏ်မျိုးနှင့်ပြည့်စုံသူလူတော်လူကောင်းတို့သည်မတိသူကြော်သွားတိသူဖော်စားဆိုသလိုလူဘဝ၏အနှစ်အရသာကိုဖော်ထုတ်ခန်းစားနိုင်ကြသည်သူတို့သည်လှုပ်တင်သောအချိန်၌ငါသည်တစုံတစ်ခုကိုမလှုပ်ခဲ့ရလေခြင်းဟုဘယ်သောအခါမျှနောင်တမရကြချေလှုပ်တင်သည့်အချိန်၌မလှုပ်ရမလှုပ်ဖြစ်မည်ကိုသာစိုးရိမ်တတ်ကြပါသည်ထိုစိုးရိမ်စိတ်ကိုအကြောင်းပြု၍သူတို့သည်အချိန်ကိုမြဲမြံစွာလောက်ကံ၍အကျိုးရှိအောင်ကြံဆောင်နိုင်ကြပါသည်လဲတီဆရာတော်သည်အချိန်ကိုစနစ်တကျအသုံးပြုနည်းကိုလက်တွေ့ပြသွားသောမြမကုံဆောင်ပုဂ္ဂိုလ်ကြီးဖြစ်သည်သူရေးသားစီရင်ခဲ့သောကျမ်းပေါင်းများစွာသည်သူကိုယ်တိုင်တရားကျင့်တရားပြတရားဟောနေရသည့်လောကုတ္တရာဆိုင်ရာနေဆတူဝအလုပ်များကိုလုပ်ပြီးပို့သောအချိန်ပိုအားလက်ချိန်ကလေးများကိုသုံး၍ရေးသားစီရင်ခဲ့သောကျမ်းများပင်ဖြစ်ပါသည်မိရထားစီရင်တင်ပေါ်စီရင်ဖျားဘူးတွားရင်ရေးရသောကျမ်းများသည်လည်းရှိပါသည်ထို့အတူဟောသွန်ဆောက်သေးဒေါက်တာဂျိုစင်ဖရန်စစ်ဘေကွန်စသည်စာပေပညာရှင်ကြီးများသည်မြောက်များစွာသောစာအုပ်များကိုမိမိတို့ရသောအချိန်ကလေးများအားဖဲ့၍တပိုက်စာတမျက်နှာစာဖြင့်ဆက်ကရေးသားခဲ့ကြသည်ရရှိသောအချိန်ကိုဝရိယနှင့်ပေါင်းစပ်၍ဆောင်ရွက်လျင်ပါမဆိုဖြစ်နိုင်ရနိုင်ကြောင်းဖော်ပြသောတာတကများဖြစ်ပါသည်အချိန်သည်လူဘဝနှင့်ခွဲမရအောင်တွဲဆက်ကတသားတည်းဖြစ်နေသောကြောင့်ရှေးပညာရှိလူကြီးလူကောင်းများသည်အချိန်ကိုမဖြုံးမဲအကျိုးရှိအသုံးချရန်တတိပေးရင်အချိန်နှင့်ဆက်လျင်းသည့်အဆိုအမိန့်များကိုပြုလုပ်ခဲ့ကြသည် R. Hodgson ဆိုသူပညာရှိကြီးကအချိန်ကိုတရွေ့ရွေ့တလုံးလုံးနှင့်သွားနေသောဂျစ်စီအိုကြီးနှင့်ခိုင်နှံပြီးဟောဟိုမှာဂျစ်စီအိုကြီးတယောက်အိုးအိမ်အတီတကြမရှိသောခြေတလုံးအိမ်တိုင်းသူ့လက်ကလေးကိုတော့ယက်ထားပါရဲ့ဒါပေမဲ့တရက်သေးတာဟုသောကြပြကလေးကိုဆက်ဆိုခဲ့သည်အော့စတင်တော့စံကမူအချိန်ဟူသည်သွားနေသောအရာမဟုတ်ပါတကယ်သွားနေသူမှာကျွန်ုပ်တို့လူသားပင်ဖြစ်သည်ဟုဆိုခဲ့သည်ကျွန်ုပ်တို့မြန်မာဘိုးဘွားမိဘများသည်လည်းနောင်ရေးကိုမျှော်တွေးတတ်သူများဖြစ်ကြသည့်အလျောက်အချိန်ကိုတန်မိုးထားရေးအချိန်ကိုမဖြုံးဘဲအကျိုးရှိအသုံးချနိုင်ရေးအချိန်နှင့်တပြေးညီအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက်လမ်းညွှန်ဆုံးမမှုများကိုပြုလုပ်ခဲ့ကြသည်ထိုလမ်းညွှန်ဆုံးမမှုများကိုကြပြများအဖြစ်လက်ခေါင်းစကပုံဆိုထုံးများဖြစ်၎င်းခြံထားခဲ့ကြသည်သူတို့သည်အချိန်ကိုမိမိရရအကျိုးရှိအသုံးချရန်လာတာသုံးပိုင်းငင်မိုးရွာတော့ရေခမ်းအချိန်ရှိခိုက်လုံးလဆိုင်စသည့်စကပုံများဖြစ်၎င်းအချိန်လွန်ပြီးမှနောက်ကျမှအလုတ်လုံလင်အကျိုးမရှိအချင်းနှီးဖြစ်ပုံကိုမိုးလွန်မှထွန်ချတခိုးပြေးမှထိုးခွင်းထားနေဝေမှစပါးလှမ်းစသည့်စကပုံများဖြစ်၎င်းအချိန်ဟူကဝယ်မရသည့်အခါကိုတွက်တာကိုလင်းစွာဖြည့်ခြင်းမမေ့အရာပြုတင်ကိစ္စစိတ်မခွပဲအရာဖမ်းယူလုံလထူလို့ဟု၎င်းဆုံးမလက်ညွှန်ခဲ့ကြသည်အချုပ်ကိုဆိုရသောအချိန်သည်တန်ဖိုးရှိသည်တကူရှိသည်စွမ်းအားလည်းရှိသည်ကြီးပွားချမ်းသာခြင်းဟုသမျှတို့၏ရေတောင်းမြက်လည်းဖြစ်သည်အချိန်ဖြင့်လှပစွာစီချဲဖန်တီးထားသောလူဘဝသည်သာအမျက်ဆုံးဖြစ်ပါသည်အချိန်တိုင်းတွင်ကုသိုလ်ရလျင်ရပညာရလျင်ရသို့မဟုတ်ဥစ္စာရလျင်ရယင်းသုံးမျိုးထဲမှတစ်မျိုးမျိုးကိုရအောင်ကြိုးစားအထောက်ခြင်းဖြင့်
လူဘဝ၏အတိတ်ပဲပြပြင်လောက်အောင်ဖန်တီးနိုင်ပါသည်ထို့ကြောင့်ကျွန်ုပ်တို့သည်အချိန်ကိုတန်ဖိုးမဖြတ်နိုင်သောမနှောမရပဒံများကဲ့သို့မျက်နှိုးခင်တက်စွာဂိုင်ဆွဲ၍မိမိဘဝမိမိပတ်ဝန်းကျင်တစ်ခုလုံးဒိုးသက်စီပင်ရေးအတွက်အသုံးချသွားရန်သာရှိပါတော့သည်မှတ်ချက်စီကံသည်လူဤတန်ဖိုးအချိန်နှစ်တည်ရည်သည်လူကိုမစဝရိယသည်သာအထရာစသောစာစီစာကုန်းများကိုဤနည်းဖြင့်ရေးသား